အစားအသောက်အာရှ Foodology အကြောင်းကိုပြောကြားပါမည်။လက်တလောနှစ်များအတွင်းအစားအသောက်အာရှဖြစ်ပွားမှုသည်တဖြည်းဖြည်းမြင့်တက်လာပြီးအထူးသဖြင့်ကလေးထိန်းကျောင်းများသက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများနှင့်ကျောင်းစားသောက်ရေးနေရာများတွင်အသက်အန္တရာယ်ရှိစေသောအရေးကြီးသောအန္တရာယ်တစ်ခုဖြစ်လာပါသည်။ဤနေရာတွင်အလွန်အန္တရာယ်ရှိဆုံးအချက်မှာနည်းနည်းလောက်ဆိုပြဿနာမရှိဘူးထင်တာအရင်တုန်းကပြဿနာမရှိခဲ့လို့အခုလည်းအဆင်ပြေမယ်ထင်တာဆိုသည့်အပေါ်ပေါ်ဆဆတွေးခေါ်မှုများဖြစ်ပါသည်။အမှန်တကယ်ဖြစ်ပွားသည့်မတော်တဆမှုများအများစုမှာဤသို့သောအလေးအထားနှင့်မှားယွင်းသောယုံကြည်မှုများမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ယနေ့တွင်မတော်တဆမှုများကိုကာကွယ်ရန်လိုအပ်သောအချက်များကိုသေချာစွာအတည်ပြုကြပါမည်။ပထမဆုံးအစားအသောက်အာရှဆိုသည်မှာမည်သို့သောအရာလဲဆိုတာကိုပြောပါမည်။ဤဒီမှာသတ်မှတ်ထားသောအစားအစာများအပေါ်ခန္ဓာကိုယ်၏ကာကွယ်ရေးစနစ် immune system သည်လွန်ကဲစွာတုံ့ပြန်သည့်အခြေအနေကိုဆိုလိုပါသည်။လက္ခဏာများအနေဖြင့်အဖုထွက်ခြင်း hives ယားယံခြင်းအန်ခြင်းသို့မဟုတ်ဝမ်းလျှောခြင်းအသက်ရှူခက်ခဲခြင်းသတိလစ်ခြင်းတို့ဖြစ်နိုင်ပါသည်။အပြင်းထန်ဖြစ်လာပါကအနာဖီလက်စီ anaphylaxis ဖြစ်ပွားပြီးအသက်အန္တရာယ်ရှိနိုင်ပါသည်။ဤနေရာတွင်အရေးကြီးသောအချက်တစ်ခုမှာအာရှသည်စားသည့်အချိန်တွင်သာဖြစ်ပေါ်ခြင်းမဟုတ်ပါထိတွေ့ယုံအနည်းငယ်ပမာဏသာရှိယုံသို့မဟုတ်အခြားအစားအစာများနှင့်ပေါင်းစပ်ဝင်ရောက်လာခြင်းကြောင့်လည်းဖြစ်ပေါ်နိုင်ပါသည်ဆိုလိုသည်မှာအလွန်သေးငယ်သောအမှားတစ်ခုတည်းဖြင့်ပင်ကြီးမားသောမတော်တဆမှုဖြစ်ပေါ်နိုင်ပါသည်နောက်တစ်ခုမှာအကြောင်းရင်းဖြစ်စေသောအစားအစာများဖြစ်ပါသည်ဂျပန်နိုင်ငံတွင်အမှတ်အသားပြုဖော်ပြရန်မဖြစ်မနေလိုအပ်သောအစားအစာ9မျိုးရှိပါသည်အဲ့ဓာတွေကတော့ကြက်ဥနို့ဂျုံပစုံကနန်းဆိုပါဘခွေမြေပဲဝါနက်ဝါလနှင့်ယခုနှစ်ဧပြီလ1ရက်နေ့မှစတင်၍ကက်ရှူးနက်ခါရှုနကိုထပ်မံထည့်သွင်းထားပါသည်ထို့ပြင်အမှတ်သားဖော်ပြရန်အကြံပြုထားသောအစားအစာများလည်းရှိပြီးစုစုပေါင်း20မျိုးရှိပါသည်လက်တလောလမ်းကြောင်းအရနတ်အမျိုးအစားနတ်အာရှများတိုးလာခြင်းသည်ထူးခြားချက်တစ်ခုဖြစ်ပါသည်နတ်အမျိုးအစားများသည်အနည်းငယ်ပမာဏဖြင့်ပင်အပြင်းထန်ဖြစ်နိုင်သောကြောင့်အထူးဂရုစိုက်ရန်လိုအပ်ပါသည်ထို့အပြင်လုပ်ငန်းခွင်တွင်မကြာခဏဖြစ်ပေါ်သည့်အရာတစ်ခုမှာမမြင်ရသောအာရှပစ္စည်းများဖြစ်ပါသည်ဥပမာအားဖြင့်အချင်းအချိုရသာပစ္စည်းများတွင်ပါဝင်နေခြင်းကြော်သောအစားအစာများ၏အပြင်လွှာတွင်ဂျုံပါဝင်နေခြင်းဟင်းရည်သို့မဟုတ်စုပ်တွင်ပါဝင်နေခြင်းတို့ဖြစ်ပါသည်အမြင်ဖြင့်မသိနိုင်သောကြောင့်စစ်ဆေးမှုမလုံလောက်ခြင်းကမတော်တဆမှုကိုဖြစ်စေနိုင်ပါသည်ယခုမှစတင်၍မတော်တဆမှုကိုကာကွယ်ရန်အချက်များကိုပြောပါမည်အစားအသောက်အာရှဆိုင်ရာမတော်တဆမှုများအများစုမှာလူသားအမှား human error ကြောင့်ဖြစ်ပေါ်ပါသည်တစ်ဖက်မှပြောရလျှင်မှန်ကန်သောကာကွယ်မှုများလှုပ်ဆောင်ပါကကာကွယ်နိုင်ပါသည်ပထမအချက်မှာသတင်းအချက်အလက်မျှဝေခြင်းဖြစ်ပါသည်မည်သူတွင်မည်သည့်အာရှရှိသည်မည်နူးနှင့်ပါဝင်ပစ္စည်းများတွင်ဘာများပါဝင်သည်ဆိုသည်ကိုဝန်ထမ်းအားလုံးသိရှိထားရန်လိုအပ်ပါသည်မသိခဲ့ဘူးဆိုသောအကြောင်းပြချက်မဖြစ်သင့်ပါဒုတိယအချက်မှာချက်ပြုတ်မှုကိုခွဲခြားခြင်းဖြစ်ပါသည်သီးသန့်ကိရိယာများအသုံးပြုခြင်းတပြိုင်နက်တည်းချက်ပြုတ်ခြင်းကိုရှောင်ရှားခြင်းအလုပ်လုပ်ရာနေရာခွဲခြားခြင်းတို့ဖြင့်အာရှပစ္စည်းများမပေါင်းစပ်နိုင်အောင်ပြင်ဆင်ရပါမည်တတိယအချက်မှာအစားအစာတင်ဆက်ခြင်းနှင့်ပေးပို့ခြင်းကိုစစ်ဆေးခြင်းဖြစ်ပါသည်တပည့်စစ်ဆေးခြင်း double check ပြုလုပ်ပြီးနာမည်နှင့်အကြောင်းအရာကိုသေချာစွာစစ်ဆေးပါနောက်ဆုံးစစ်ဆေးမှုသည်မတော်တဆမှုကိုကာကွယ်ရန်အလွန်အရေးကြီးပါသည်စတုတ္ထအချက်မှာလက်အိတ်နှင့်လက်ဆေးခြင်းဖြစ်ပါသည်လက်အိတ်ဝတ်ထားတာကြောင့်လုံခြုံပြီဟုမယူဆသင့်ပါလက်အိတ်မှတဆင့်လည်းအာရှပစ္စည်းများပြန့်နှံ့နိုင်ပါသည်အလုပ်တစ်ခုချင်းစီပြီးတိုင်းလက်အိတ်ကိုပြောင်းလဲပြီးလက်ဆေးခြင်းကိုလည်းတိကျစွာလုပ်ဆောင်ရပါမည်ဘလောက်ပင်ဂရုစိုက်ပါစေမတော်တဆမှုအန္တရာယ်ကိုသူညအဖြစ်လျှော့ချနိုင်မည်မဟုတ်ပါထို့ကြောင့်မဖြစ်မနေဖြစ်ပေါ်လာပါကမည်သို့တုံ့ပြန်ရမည်ကိုသိထားခြင်းသည်အရေးကြီးပါသည်လက္ခဏာများပေါ်လာပါကချက်ချင်းအလုပ်ကိုရပ်တန့်ပြီးတာဝန်ရှိသူအားအကြောင်းကြားပါထို့နောက်လူနာ၏အခြေအနေကိုစစ်ဆေးပြီးလိုအပ်ပါကချက်ချင်းအရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီတောင်းခံပါအထူးဂရုစိုက်ရမည့်ပြင်းထန်သောလက္ခဏာများမှာအသက်ရှူခက်ခဲခြင်းမျက်နှာအယောင်မကောင်းခြင်းမောပန်းပြီးအားနည်းခြင်းတို့ဖြစ်ပါသည်ဤအခြေအနေများတွင်မဆိုင်မရလှုပ်ဆောင်ရန်လိုအပ်ပါသည်
အစားအသောက်အာရှကိုကင်တွယ်ရာတွင်အရေးကြီးဆုံးမှာမှန်ကန်သောအသိပညာတိကျသောစစ်ဆေးမှုနှင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်ယနေ့၏အဓိကအချက်များမှာအနည်းငယ်ပမာဏဖြင့်ပင်အန္တရာယ်ရှိနိုင်ခြင်းမမြင်ရသောပေါင်းဆက်ဝင်ရောက်မှုများကိုသတိထားရခြင်းနှင့်စစ်ဆေးမှုကိုတိကျစွာလုပ်ဆောင်ရခြင်းတို့ဖြစ်ပါသည်အစားအသောက်အာရှသည်လူတစ်ဦးချင်းစီ၏သတိထားမှုဖြင့်ကာကွယ်နိုင်သောမတော်တဆမှုတစ်ခုဖြစ်ပါသည်လုံခြုံသောအစားအစာပေးပို့နိုင်ရန်အတွက်နေ့စဉ်လုပ်ငန်းများတွင်သတိထားဆောင်ရွက်ကြပါစို့